Hello အားလုံးပဲမင်္ဂလာပါကျွန်မဖြစ်ပျက်ခဲ့တဲ့ငွေကြေးနဲ့ပတ်သက်ပြီးဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုပြောပြမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ကျွန်မကအရင်တော့ပတ်စံနေချီငါးပေးခဲ့ဘူးတယ်ချီငါးပေးတဲ့အချိန်မှာသူတို့ကလည်းကျွန်မကိုပြန်ဆက်တယ်ပြန်ဆက်တဲ့အချိန်မှာပတ်စံကတော့ခေါင်းကွဲတယ်သူတို့ခွဲဆက်တယ်လေခေါင်းကွဲသွားတဲ့ခါကျတော့ကျွန်မရဲ့ပတ်စံအဲ့ဒီပတ်စံကျွန်မကစုရဲ့ပတ်စံနဲ့စားတဲ့ပတ်စံဆိုမှကျွန်မအမြဲတမ်းနှမျိုးခွဲထားတယ်စုလို့ပို့တဲ့ဟာပဲကျွန်မကစားတယ်အဲ့ဒီအချိန်မှာသူတို့ကခွဲဆက်တဲ့အချိန်မှာအဲ့ဒီပတ်စံဘာဖြစ်သွားလဲဆိုရင်စားတဲ့ပတ်စံဖြစ်သွားတယ်ဟုတ်တယ်နော်စားတဲ့ပတ်စံဖြစ်သွားတဲ့အချိန်ကျတော့ဒါကိုသူတို့ကတော့ခွဲဆက်တယ်ဆိုတော့မှစိတ်လုံနေပေါ့နော်ဒါကလည်းတမစီပွားကိုဖြစ်လို့ဖြစ်စီအထင်မှာပါတယ်အဲ့တော့သူတို့ကပုံရိပ်ပေါ့နော်သူတို့လှုပ်လိုက်တဲ့အရာပုံရိပ်အကြီးပါသွားတယ်အဲ့ဒါလည်းသူတို့စီပွားရေးလှုပ်တဲ့ချိန်မှာဒါပုံရိပ်ကသွားမှာပဲတွတ်ထင်မှာပဲသူတို့ဆိုမှတွတ်ထင်မှာပဲအဲ့တော့ထင်မှာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ပြီးတော့မှပေါ့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်မတိပဲနဲ့တင်သွားတဲ့အကျူကြီးလို့ခေါ်တယ်အဲ့ဒါကလည်းပိုတီတဲ့အထိပါတော့မှာပေါ့နော်သူများရဲ့စီးပွားရေးကိုဖြစ်လို့ဖြစ်စီလို့တစ်ဖက်လူကကျတော့သူ့အတွက်ဘာမှမဟုတ်ပါဘူးဆိုပေမဲ့ကိုရီအတွက်ကတော့ဒါကိုရီအတွက်ရည်ညွှန်းထားတဲ့အရာလေးတစ်ခုဖြစ်တယ်ပေါ့နော်တယောက်နဲ့တယောက်ကြားမှာမတိပဲနဲ့နားလည်မှုတွေလွဲပြီးတော့မှဒီအရာကိုလုံးဝ broken ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျွန်မဆိုရင်အခုချိန်นี้ကျွန်မသူများစီမှာလည်းချင်းငားခဲ့ဘူးတယ်ချင်းငားပြီးလို့ဆိုရင်အလုံးလိုက်ချီးတယ်ကျွန်မအလုံးလိုက်ပဲဆက်ခဲ့ပေးဘူးလားမရှိတယ်ဒါကြောင့်မို့လို့အခုချိန်นี้ကျွန်မမှာပတ်စံနဲ့ပတ်သက်ပြီးတော့မှရော့သွားတယ်ဆိုတာဘယ်တော့မှမရှိဘူးအမြဲတမ်းပွားလာတာပဲရှိရဲ့ရော့သွားတယ်ဆိုတာမရှိဘူးသူများစီမှာလည်းကိုကအလုံးလိုက်ပဲရအခုနောက်ပိုင်းဒီကိုကလည်းသူများစီမှာအလုံးလိုက်ယူတယ်အလုံးလိုက်ပေးတယ်အဲ့တော့လူတွေကလေတော့မတိပဲနဲ့တင်ထားတဲ့အကြီးမှာသူတို့တက်လုံးမှာအဲ့ဒီအရေးမရတက်လုံးပါသွားတယ်အဲ့ဒီအတွက်သူတို့ကိုအရင်တနာဖို့ကောင်းတယ်အဲ့တော့ကျမဒီအရာတွေနဲ့ပတ်သက်ပြီးတော့နောင်တရလားဆိုအခုအချိန်မှာနောင်တလည်းမရဘူးသူတို့နဲ့တော့ပတ်သက်လားဆိုလည်းပတ်လည်းမပတ်သက်သူလိပ်ပြလုံးနေဆိုတဲ့စကားဒီနေရာမှာပဲမှန်တယ်ပါနော်အဲ့ဒါလေးလာပြောပြတာပါကျေးဇူးတင်ပါတယ်ရှင်